ထောင်တော့ရ89ဟာစနေသားသမီးမိတ်ဆွေတွေကအခြားသောနေသားတွေအတွက်ကိုမိတ်ဆွေတို့ဟာလူကတထွာလောက်စူးစမ်းရင်ကိုတထောင်လောက်အောင်မြင်မဲ့နှစ်ဖြစ်တယ်အဲ့တော့3လုံးတထောင်ဒီတွေဟာစနေတွေပေါ့1386ခုနှစ်မှာ89မှာစနေတွေဟာကိုကတထွာလောက်စူးစမ်းရင်ကိုတထောင်လောက်ရောက်မဲ့နှစ်ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ဟာဒီနှစ်မှာဘာကိုဖြစ်လုံရဲကင်ရဲလုံနိုင်စွမ်းရှိဖို့လိုအပ်တယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်ကိုကနည်းနည်းလေးစူးစမ်းရင်ကိုအများကြီးအောင်မြင်မဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့လုံရဲကင်ရဲဖြစ်တဲ့နှစ်ဖြစ်တယ်လုံရဲကင်ရဲဖို့လည်းလိုအပ်သောနှစ်ဖြစ်ပါတယ်သို့တော့ငွေကြီးနဲ့ပတ်သက်ရင်ဝင်ငွေဟာထွက်ငွေကွဲသို့ဖြစ်နေတတ်တယ်ငွေကြီးနဲ့ပတ်သက်ရင်ဝင်လေထွက်လေကဲသို့ဖြစ်တတ်တဲ့အတွက်စနေတွေက1389မှာငွေကြီးနဲ့ပတ်သက်ရင်လက်ထဲထားတာမျိုးထက်ဇရာငယ်ကိုအပ်ရင်အပ်ထားဆရာကိုမအပ်ထားခြင်းလေတခုခုကိုယင်းဒီလှုပ်ဆောင်မှာစနေတွေဟာ1389မှာငွေကြီးနဲ့ပတ်သက်ရင်တော့ဝင်တော့အောင်မြင်နေမယ်လက်ထဲမှာပြစရာမရှိတော့နှစ်ပြစရာမရှိတော့ဆရာအိမ်မီးလောင်သွားတယ်အဲ့ဒါလည်းပြောင်းသွားတာဗောနော်ဆိုတော့အဲ့ဒါလည်းအပြောင်းလဲဖြစ်ခဲ့တာပဲလေနော်ဘာပဲဖြစ်ပါတက်ကျိုးရင်လက်ထိုးလော်ကြတာဗောအဲ့တော့စနေတွေဟာ1389ခုနှစ်ထဲမှာဆိုရင်ဘာကိုဖြစ်ငွေကြီးနဲ့ပတ်သက်ရင်လက်ထဲထားတာတခုခုကိုယင်းဒီလှုပ်ဆောင်မှာရဲဝံ့စူးစမ်းဆောင်ရွက်ပါအောင်မြင်ခြင်းတိုးတက်ခြင်းနဲ့အစဉ်ပြေမှုတွေကိုရရှိလာလိမ့်မယ်ဘလောက်ပဲကန်ညံ့ခဲ့စနေတွေဟာ1389ခုနှစ်ရကန်ဟာအထောက်အကူဖြစ်စီမှာအသေးကြပဲဖြစ်တဲ့အတွက်လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုစတင်တိဆောက်တဲ့မှတ်ရန်အတွက်စူးစမ်းရန်အတွက်အောင်မြင်ရန်တိုးတက်ရန်လမ်းစာပွင့်သောကာလဖြစ်တယ်တေချာပါတယ်2025 April ကျော်တော့မေကျော်ရင်ကိုဒိဋ္ဌာကံကောင်းမှုတွေပဲကျင်းသေးပေါက်ရရှိမယ်အဲ့ဒီမေလကျော်ရင်ယာရုလုပ်ငန်းနဲ့ပတ်သက်ရင်ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရနိုင်တယ်နေရာထိုင်ခင်းနဲ့ပတ်သက်လို့ရှိရင်အပြောင်းရွှေ့လေးတွေကြုံရနိုင်တယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးလေးတွေ passport visa လုပ်ငန်းနဲ့ပတ်သက်တာလေးတွေအကျိုးပေးစေတယ်ငွေကြီးနဲ့ပတ်သက်ရင်တော့သားသမီးကိစ္စလေးတွေကြောင့်မိသားစုကိစ္စလေးတွေကြောင့်အထက်အလေးတီအဆရှိတဲ့ကိစ္စလေးတွေကြောင့်နေရာထိုင်ခင်းအပြောင်းလဲကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ရင်ငွေဟာမမြဲသောနှစ်ငွေကြီးနဲ့ပတ်သက်ရင်ငွေဟာကိုယ်နဲ့ခေါင်းနဲ့ပန်းလိုပဲအကျွေးစိလိုဖြစ်နေတတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်ငွေမြဲအောင်တော်ကိုထိန်းစုဆောင်ရမယ့်ကာလဖြစ်တယ်ငွေမြဲစီရန်အတွက်တော့အထောက်အကူဖြစ်စီရန်ရရလေးပြောပြပေးပါမယ်စနေသားသမီးများခင်ဗျာ1389ခုနှစ်အတွင်းမှာငွေကြီးမြဲစီရန်အတွက်ဆိုရင်ဆရာပြောပြပါမယ်ဆရာတို့ဂတ်ထုစာရွက်လေးတစ်ခုရှိတယ်ဂတ်ထုစာရွက်ကလေးကိုဆရာတို့က2ပေဆို2ပေ2လက်မဆို2လက်မပေါ့ဒါကဂတ်ထုစာရွက်ဆိုဒါက2လက်မဆိုရင်ဒီဘက်ကလည်း2လက်မအလျားလည်း2လက်မအနံလည်း2လက်မ2လက်မ2လက်မလေးရေးလိုက်ပါရေးပြီးသွားလို့ရှိရင်ဆရာပြမယ်နော်โอเค1389ခုနှစ်တည်းမှာငွေမြဲစီရန်အတွက်ဆိုရင်စနေတွေဟာမိတ်ဆွေများခင်ဗျဒါကလည်း2လက်မဒါကလည်း2လက်မတူညီသော site ရှိရပါမယ်တူညီသော site ရှိတဲ့တဲမှာဆရာတို့ကအဲ့ဒီထဲမှာဆရာတို့ဒေါင်လေးတစ်ထောင်ဆွဲလိုက်ပါဒေါင်မှန်စတုကန်လေးတစ်ခုပုံလေးဆွဲလိုက်ပါဒီမှာဆရာတို့ဒေါင်မှန်စတုကန်လေးပုံလေးတစ်ခုဆွဲလိုက်ပါဒီမှာဒေါင်မှန်စတုကန်လေးပုံလေးတစ်ခုဆွဲလိုက်ပါဘာမှရေးစရာမလိုပါဘူးဒါလေးကိုဒီလိုပုံစံလေးကိုပလတ်စတစ်လေးလောင်းလိုက်ပါပလတ်စတစ်လေးလောင်းပြီးမိတ်ဆွေရဲ့ပတ်စာကြီးထဲမှာဆောင်းထားပါငွေမြဲပါတယ်ခင်ဗျဘာမှမခက်ဘူးနော်ဆရာပြီးတဲ့ရေတွေဟာဆရာငယ်ပြီးတဲ့ရေတွေကလွယ်နဲ့ထိရောက်စေတဲ့ရေတွေဖြစ်ပြီးတော့အင်မတန်လဲအစွမ်းထွက်စေပါတယ်ဟုတ်ဆိုတော့ဒါကလည်း2လက်မလား2ပေလားဒါက2လက်မပေါ့နော်2လက်မဆိုတော့12လက်မတပေ3ပေတကိုက်ဆိုတော့ဟုတ်ပြီ12လက်မတပေဆိုတော့ဒါလေးက2လက်မဒါလေးက2လက်မကိုဒီလိုtweak ဒေါက်မန်စုကန်လေး4000ပုံလေးတစ်ခုဆွဲလိုက်ပါတစ်ဖက်ထဲမှာပါဒါပြီးတဲ့အခါကျတော့ plastic လေးလောင်းလိုက်ပါ plastic လေးလောင်းပြီးမိတ်ဆွေရပတ်စံအိတ်အတွင်းမှာစောင့်ထားရင်ကိုငွေမြဲစီတာအသေးကြပဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းဆရာကပြောလိုပါတယ်ခင်ဗျအဲ့တော့စနေသားသမီးမိတ်ဆွေများဖို့1389ခုနှစ်အတွင်းမှာမိတ်ဆွေတို့ဟာဒီနှစ်တာတော့အတွင်းမှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လာတဲ့အခါငွေမြဲဖို့အတွက်လည်းရေရသွားပြီဆိုလိုတာကဒီနှစ်ထဲမှာတတိချဆင်ကြီးမှာတော့စက်ပစ္စည်းရင်နဲ့ပတ်သက်တာလေးတွေတော့ညံ့ပါတယ်စနေသားသမီးတွေထို့အပြင်ညီကိုမောင်နှမကိစ္စလေးတွေဆွေမျိုးသားချင်းများအိမ်မလာရလို့စိုင်းပုတ်တတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်1389ခုနှစ်အတွင်းမှာစနေသားသမီးများဆွေမျိုးသားချင်းကိစ္စ
အပေါင်းအသင်းမိတ်ဆွေကိစ္စညီကိုမောင်နှမကိစ္စလေးတွေမှာတော့သူတို့ကြောင့်ငွေကုန်ကြေးကြလေးတွေများရတတ်တယ်စက်တူလုပ်ငန်းလေးတွေမှာသတိထားဆင်ခြင်ရန်လိုအပ်ပါတယ်ဒါအပြင်အမျိုးသမီးများအနေနဲ့ကျန်းမာရေးနဲ့ပတ်သက်လာရင်အသွေးသားနဲ့ပတ်သက်တော့ကျန်းမာရေးလေးတွေသတိထားရန်လိုအပ်ပါတယ်ငကိုကသွေးတိုးသွေးတက်ရှိတော့မိတ်ဆွေများသတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်အဆင့်အမြင့်နဲ့ပတ်သက်တာမျိုးလေးတွေအကြော့ကြောက်ကတ်နဲ့ပတ်သက်တာမျိုးလေးတွေမှာတော့သတိထားဆင်ခြင်ရန်လိုအပ်ပါတယ်ဒါပေမဲ့1389မှာစနေတွေဟာငွေဝင်ရင်ကျမ်းမာရေးကောင်းပြီးငွေမဝင်ရင်ကျမ်းမာရေးညံ့တတ်တဲ့အတွက်ကြောင့်မလို့1389အတွင်းမှာမိတ်ဆွေရဲ့အိမ်အောင်ဘက်ဟာစနေဆိုရင်တော့ဖြင့်ငွေများများရှာရင်ကျမ်းမာရေးများများကောင်းမှာတော့ဆရာငယ်လိုဖြစ်မှထင်တယ်နော်ဆရာငွေမဝင်ကျမ်းမာရေးညံ့လာတော့ငွေဝင်ရင်ကျမ်းမာရေးကောင်းလာတတ်တဲ့အတွက်ဝင်ငွေနဲ့ထွက်ငွေဟာမိတ်ဆွေရဲ့ကျမ်းမာရေးပေါ်မှာမူတည်နေပါတယ်ခင်ဗျာနော်ဗတိစိတ်ရင်တော့ငွေပတ်စံဆိုပြီးစိတ်မနေနဲ့အောင်နော်ကောင်းပြီဆိုတော့ထို့အပြင်မိတ်ဆွေ1389ခုနှစ်အတွင်းမှာစနေသားသမီးမိတ်ဆွေများကျမ်းမာရေးနဲ့ပတ်သက်ရင်အသွေးသားနဲ့ပတ်သက်တာလေးသွေးတိုးသွေးတက်တဲ့ပတ်သက်တာလေးတွေမှာတတိထားဆင်ခြင်ရန်ပြုမှုရန်လိုအပ်သောနှစ်ဖြစ်ကြောင်းဆရာကထပ်လောင်းပြောလိုက်ပြစီဒါအပြင်စနေသားသမီးမိတ်ဆွေတွေကဒီနှစ်တာတော့ဒီမှာရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာလေးတွေညံ့ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ရှိတာငားတာလေးတွေမှာတတိထားဆင်ခြင်မှာဆွေမျိုးသားချင်းကိစ္စညီကိုမောင်နှမကိစ္စစက်ပစ္စည်းကိစ္စရင်ကိစ္စစက်တူကိစ္စလေးတွေစာချုပ်စာတမ်းကိစ္စလေးတွေမှာတတိထားဆင်ခြင်လှုပ်ဆောင်ရန်လိုအကြောင်းထပ်လောင်းပြောလိုပါတယ်ကျန်တာကဘာမှမညံ့ပါဘူးကိုကတစ်ထွာလောက်လုပ်ရင်1000လောက်အကျိုးပေးမဲ့နှစ်ဖြစ်ပါတယ်ဒါအပြင်1389ခုနှစ်အတွင်းမှာစနေတွေဟာယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့အပြောင်းလဲလေးတွေပေါ်လာတာမျိုးယာရုတက်တာမျိုးတွေကြုံရတတ်တယ်ငကိုကသားသမီးမရသူတွေသားသမီးရရှိတတ်ပါတယ်သားသမီးနဲ့ပတ်သက်ပြီးတော့ဒါသမီးထွန်းကားသောနှစ်ဖြစ်ပါတယ်အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်လာတဲ့အခါမိမိရဲ့အကြံစီတွေးခေါ်တွေကိုချပြပါအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်ပါတယ်ရွှေဝင်တတ်ပါတယ်အလှပရေယာတွေရေထွက်ကုန်လုပ်ငန်းတွေအထက်လူကြီးအကြီးအကဲနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်အမှုကိစ္စတွေအမွေကိစ္စတွေမှာရရှိစေနိုင်သောနှစ်ဖြစ်ပါတယ်ထို့အပြင်ထီကန်နဲ့ပတ်သက်လာတဲ့အခါမှာတော့ကန်တော့အရန်ကြီးဆန်းမှာတပုံတစ်ခေါ်ကြီးတော့အရန်ကြီးမဆန်းပါနဲ့အကျိုးပေးစီတော့ကဏ္ဍဟာဆိုရင်တော့9ကဏ္ဍ1ကဏ္ဍ4ကဏ္ဍဖြစ်ပါတယ်ဘာကိုလှုပ်စနေချင်းတွဲလှုပ်တာမျိုးလေးတွေကမိတ်ဆွေတွေရဲ့ကံကိုတိုးတက်နိုင်စီပြီးတော့ဂျာစာပရိသတ်သမီးတွေရဲ့အကူအညီအထောက်အကူကိုရရှိတတ်သောနှစ်ဖြစ်ပါတယ်ဒါအပြင်စနေသားသမီးမိတ်ဆွေတွေကဒီနှစ်တာတော်တွင်မှာဆိုရင်တော့ခရီးသွားကိစ္စအိမ်ရေးကိစ္စမိသားစုရေးကိစ္စလေးကိုတိုင်ပင်လှုပ်ဆောင်တဲ့အခါမှာဗုဒ္ဓဘုသားသမီးတွေရဲ့အကူအညီကိုရယူပြီးစွမ်းဆောင်ရင်တိုးတက်အကောင်းမွန်နိုင်သောနှစ်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောလိုပါတယ်။ဒါအပြင်မိတ်ဆွေစနေသားသမီးတွေကဒီနှစ်တာတော်တွင်မှာလူငယ်တွေအရှိရေးနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးအရှိရေးမှာငွေကုန်ကြီးကြများရတာမျိုးအရှိရေးနဲ့ပတ်သက်လာရင်စိတ်ထဲမှာတော့စကလုံးလေးတွေအပြိုင်ဆိုင်ဖြစ်တာမျိုးလေးတွေတဦးနဲ့တယောက်နဲ့တယောက်တန်တရားအကြည့်တွေအထင်လွဲဆွဲခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့စနေတွေကဒီနှစ်တာတော်တွင်မှာယာယီဖူးစာတွေပေါ်ရတာမျိုးလေးတွေကြုံရတတ်တယ်။သမီးကြီးသားများအဖို့ကတော့တဦးနဲ့တယောက်နဲ့တယောက်လေတိုက်ရင်ယူနေတကယ်တော့ပဲတယောက်နဲ့တယောက်ပြဿနာတွေစကနိုင်လူတာမျိုးလေးတွေအပြိုင်ဆိုင်လေးတွေပေါ်ရတတ်တယ်။သို့တော့မိတ်ဆွေတို့စနေသားသမီးတွေကဒီနှစ်တာတော့တွင်မှာမိမိရဲ့ချစ်သူကြီးစားဟာတနင်းလာဆိုရင်တော့အိမ်အောင်ပြူတာမျိုးလေးတွေသတိထားဆင်ခြင်မှာမိမိအနေနဲ့ social media ကနေကြီးစားဖြစ်တာမျိုးလေးတွေအရှိရေးနဲ့ပတ်သက်လာရင်အယုံကြည်လွန်လို့ငွေလိမ်ခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့အရှိရေးနဲ့ပတ်သက်လာရင်လင်တာများများမယူပါနဲ့မရတာများများမယူပါနဲ့လို့ပဲဆရာကတဲမှာပါရစေခင်ဗျဒါလေးတွေကိုတေချာပိုင်နိုင်ကြီးရတဲ့ဆုံးဖြတ်ချက်လေးကိုချဖို့ဆရာကထပ်လောင်းပြောလိုပါတယ်ခင်ဗျစနေသားသမီးမိတ်ဆွေတွေဟာ1389ခုနှစ်ထဲမှာဘာကိုလှုပ်အကျိုးပေးစီတော့နေသားလည်းပြီးပြီးအရက်အနေနဲ့ဆိုအကျိုးပေးစီတော့အယောင်ဟာအပန်းရောင်အဝါရောင်အဖြူရောင်အနီရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စီပြီးတော့အကျိုးပေးသောအရက်ဟာတော့အနောက်ဆုရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အရှိမြောက်တောင်ရက်ဖြစ်ပါတယ်အရာရာကိုမိမိရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စအရေးကြီးတဲ့ကိစ္စတွေကိုဆောင်ရွက်တဲ့အခါမြတ်စွာဘုရားမှာနတ်သားကြီး၃ချက်ဆွဖြန်းပြီးတော့လူရာကိုပြောဆိုလှုပ်ဆောင်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမယ်အဋိဋ္ဌံပြုလို့တပဆိုရင်တော့ဂုံတော်ပတိအနေနဲ့လောကဝိတုဆိုတော့ပတိဂုံတော်ကိုစိတ်ချင်းဖြင့်ပွားများခြင်းဖြင့်တနေ့ကို၃ပတ်နှုံနဲ့စိတ်ဖြင့်ဆိုရင်လည်းတိုးတက်နိုင်တယ်လို့အထက်လူကြီးကိစ္စအကြီးကိစ္စလေးတွေအစင်မပြေဘူးဆိုရင်တော့တမ္မာတန်ဗုဒ္ဓပတိကို12ပတ်12ရက်တည်းအဋိဋ္ဌံပြုပါကအစင်ပြေခြင်းတိုးတက်ခြင်းတွေကြုံရနိုင်တဲ့မိတ်ဆွေတို့အခမများဒီနှစ်ထဲမှာဆိုရင်9လပိုင်းဆရာတို့အလယ်လောက်ရောက်တာနဲ့လေကံကတိုးတက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေကိုအင်္ဂလိပ်လိုမေအလယ်လောက်ရောက်ရင်ကံကောင်းခြင်းတွေကိုကျင်းတွေရရှိတယ်လို့တခါတလေမှာစနေသားသမီးတွေကိုဆရာစကားလက်ဆောင်လေးတစ်ခုပေးခြင်းပါတယ်ဆရာတို့တခါတလေမှာကိုကံညံ့ပြီးထင်တာမျိုးစနေတွေကတခါလေမှာကိုလှုပ်တလောက်မအောင်မြင်လာတဲ့အခါမှာတိထားဖို့လိုအပ်တာတစ်ခုတော့ရှိပါတယ်ဒါကဘာလဲဆိုတော့ကိုဟာကံကောင်းမှုတွေရရှိစေဖို့အတွက်တခါလေးမှာညံ့တယ်လို့ဖြစ်တာမျိုးကိုစိတ်တက်ကြသွားဖို့မလိုပါဘူးဆရာထပ်မှကြမှာတယ်
ကံကောင်းမှုတွေရလာဖို့အတွက်တခါလေမှာကံလေးဟာညံ့မလို့ဖြစ်သွားပြီးတော့သူများတွေကကံကောင်းနေပြီကိုကညံ့တယ်လို့ဖြစ်နေပေမဲ့ကံကောင်းမှုတွေအကြီးအမားကြီးအခြားသူတွေရရှိလာမှာဆိုတာကိုမမေ့ပါနဲ့